နေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကြောက်လေးကျွန်တော်ဘူးတုဒရအောင်အားလုံးမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ကြောက်ကိုလေးလာနေတဲ့သူတွေအားလုံးဒီကြောက်နဲ့ဒီမန်းကိုကြည့်ပြီးကျွန်တော်တို့ပညာရမယ်လို့မျှော်လင့်နေဒီကြောက်မှာကျွန်တော်ဗာလက်ခဏကြီးပါလဲဆိုရင်ကြောက်ကမန်းကြောက်ဖြစ်တယ်ကြောက်ကဒီနေရာကြီးဆိုလုံးဝမီထိုးကလုံးဝမပေါက်ဘူးဒါပေမဲ့ဒီကြောက်ကိုကျွန်တော်စဝင်ဝင်နဲ့အတွေးတစ်ခုနဲ့ဝယ်ခဲ့တယ်ဗျဒီအပဲ့မှာကျတော့မီထိုးပေါက်ပြီးတော့ဒီမန်းကြောက်တွေကဘာလို့မပေါက်တာလဲတကယ်လို့ဒီမန်းကြောက်တွေကိုကျွန်တော်ကကန်နဲ့ဝေးလျှော့ကြည့်လိုက်လို့ဒီအပဲ့လိုမျိုးမီထိုးပေါက်ခဲ့ဆိုရင်ကြောက်ကပြောင်းလဲသွားပြီဗျကျွန်တော်နဲ့တူအားလုံးလိုက်ကြည့်ပေးကြပါအောင်ဗျာကျွန်တော်ပြောသလိုပဲဗျဒီမန်းကြောက်တွေရဲ့အောက်မှာကျွန်တော်ခန်းနဲ့ဖိကြည့်လိုက်တဲ့ချိန်မှာကြောက်ခွင်ရလဲတော်တော်လေးထူတယ်ဒီမန်းကြောက်တွေရဲ့အောက်မှာဇိုးပေါက်တွေအများကြီးမြင်ရတယ်ဗျကျွန်တော်ကတော့ကြောက်ဝယ်နေတဲ့တယောက်ချင်းနေတာကိုအချမ်းချမ်းပေးနေတာကတော့ကျွန်တော်အတွေးခေါ်လေးသူမဲထက်နည်းနည်းတာတယ်ဆိုရင်ကျွန်တော်ကြောက်လောကမှာပတ်စံရှာလို့ရသွားရဲ့ဗျအားလုံးပြီးသွားတဲ့အချိန်မှာတော့ကြောက်ကတော်တော်လေးပြောင်းလဲသွားတယ်ဗျဒီကြောက်ကတော့ကျွန်တော်တော်တော်လေးပညာရတယ်ဒီမန်းကြောက်တွေကျွန်တော်တို့များများကြီးများများမှတ်လို့ပဲပြောခြင်းနဲ့ကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်နေရကျွန်တော်တယောက်ချင်းညောင်ကျွန်တော်အများကြီးကျေးဇူးတင်တယ်နောက်ထပ်ပညာရမယ့်ဗီဒီယိုဖိုင်တွေလည်းကျွန်တော်အများကြီးမျှဝေပေးပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ